အညာဒေတာရဲ့တာယာလှတဲ့ညချမ်းအချိန်လေးတစ်ခုမှာအိမ်ရှိကိုပြစ်ပေါ်တွင်မကြီးနဲ့ကိုလူပြိုတို့နှစ်ယောက်စကားတွေဖောင်ဖွဲလို့ကောင်းနေကြပါတယ်။မကြီးရဲ့ဘေးနားမှာတော့အငယ်မလေးကအယုတ်လေးနဲ့ကစားနေတာပေါ့။လေပြေအေးအေးလေးတိုက်ခတ်နေပြီးစကားလက်ဆောင်ကြနေတော့မှပဲမကြီးပိုက်ထဲကမအောင်နိုင်ပဲမတော်တဆဘူးဆိုပြီးအတန်ကျဲကြီးနဲ့ဤပေါက်မိသွားပါလေရော။ခဏတာငြိမ်သက်သွားပြီးကိုလူပြိုကြီးခများမျက်လုံးကြီးပြူးသွားသလိုမကြီးကတော့မျက်နှာကြီးတစ်ခုလုံးရဲတက်လာပါတယ်။ချက်ချင်းဆိုသလိုပဲမကြီးကအရှက်ပြေဘေးကအငယ်မလေးဘက်လှည့်ပြီးဆူလိုက်ပါတော့တယ်။ ဧည့်သည်ရှိမှဘာလို့လေလဲတာလဲ ဟာကျမမဟုတ်ဘူးအမလေးလေတာလေ ဧည့်သည်ရှိမှအရှက်မရှိဘာလို့ဤပေါက်ရတာလဲလို့မကြီးကမန်မဲလိုက်ပါတယ်။ငယ်မလေးကတော့ကြောင်သွားပြီးဟင်မဟုတ်ဘူးလေအမကြီးကျုံမှမပေါက်တာလို့ပြန်ပြောလိုက်ပေမဲ့မကြီးကတော့ဘာမှပြန်မငင်းနဲ့ကြီးကတော့လေတကယ်ကိုမနိုင်စိမ်ပဲဆိုပြီးအတင်းပိတ်ဟောက်ပါတော့တယ်ကိုလူပြိုကြီးလည်းအနေခတ်သွားပြီး ကဲကျုပ်လည်းပြန်ဦးမယ်ဗျာ ဧည့်သည်လည်းပြန်သွားရောမကြီးကအငယ်မောက်ကိုအတင်းဆူတော့တာပေါ့နင်ကကလေးပဲဤပေါက်လဲဘာမှရှက်เสียရမလို့ဘူးအမကလူကြီးမို့ဤပေါက်တယ်ဆိုရှက်เสียကောင်းတယ်လေနင်ကညင်းလိုက်တော့ကိုလူပြိုရှိမှငါမျက်နာဘယ်နာသွားထားရမလဲလို့ရှင်းပြပါတယ်အငယ်မကအမကြီးကလည်းကိုပေါက်တာမဟုတ်ဘဲနဲ့လို့ပြန်ပြောတော့မကြီးကတော်ဆန်းနောက်တစ်ခါဧည့်သည်တွေရှိဘာမှပြန်မငင်းနဲ့ကြားလားဆိုပြီးတင်းတင်းကြပ်ကြပ်မှကြားလိုက်ပါတော့တယ်နောက်တနေ့ညမှာတော့ကိုလူပြိုကြီးကအာနာနာနဲ့နောက်တစ်ခါထပ်ရောက်လာပါတယ်အငယ်မကပြုံးဖြီးဖြီးနဲ့အကျဲကြီးအော်ပြောလိုက်တာကတော့မင်းညကအမကြီးပေါက်လိုက်တဲ့ဤကျဲကြီးလေအဲ့ဒါကျုပ်ဤပါတော့မကြီးပေါက်တာမဟုတ်ဘူးကျုပ်ဤစစ်စစ်ပါတော့ကိုလူပြိုကြီးကမျက်လုံးပြူပြီးခြေလန်းတွေတန့်သွားသလိုအိမ်ပေါ်ကနေအလှပြင်ပြီးဆင်းလာတဲ့မကြီးကတော့လေကားရင်းမာတဲ့ငုတ်တုတ်မိလဲမတန်နှခါပြန်အဆက်ကွဲသွားပါတော့တယ်